လမ်းနဲ့ရမ်းနဲ့အစားတို့စားကြရအောင်အကင်အချူလေးနဲ့ခုံကောင်းကင်လေးပါကွယ်ပြီးရင်အမဲထက်တရခဲဘက်စားကြမယ်ကျန်းကျန်းဒါရှလုံးရှာလေးပေါ့နော်စားချင်တာတအားကြနေပြီအခုမှစားရတယ်စားကြမယ်သူရဲ့အဆက်လေးကလည်း special ပဲဒီကြဆွေလေးစားလိုက်ကြည့်စားလို့ကောင်းရောဒီအထက်ကသခွားဒီလေးကိုစားကြည့်ရှယ်ပဲလီပေါ်တာလွှင့်သွားမယ်မိုးလေးမှလေးဒီလိုပူလေးစားတဲ့ခံစားချက်ဘယ်လိုပြောပြရမှန်းတော့မသိတော့အကင်ရတာလေးလည်းစားလို့ကောင်းတယ်ဝိုင်လေးနဲ့ကလည်းအမီပေါ့နော်မိုးဖွဲလေးနဲ့အရင်ဖီးလို့ကောင်းတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့နောက်ခါတော့ပြန်လာစားချင်လာပြီဗီဒီယိုလေးကဒီလောက်ပါပဲ Thanks for watching